producer ကျွန်တော်ချောင်းဖြစ်ပါတယ်ကျွန်တော်က United States မှာကြီးပြင်းပြီးမှအဓိကကျွန်တော်လှုပ်ဆောင်တော့ acting directing နဲ့ producer ကိုကျွန်တော်လှုပ်ဆောင်နေပါတယ်ဒီတော်လန်ရေးကာလပေါ့နော်ဒီကျွန်တော်တို့ဒီအလီမှာလည်းဆန္ဒတွေအများကြီးပြကြပါတယ်ဒီဆန္ဒပြတဲ့အချိန်မှာလည်း documentary အနေနဲ့ကျွန်တော်တို့အထင်ကြီးရနေရဖြစ်ကြတဲ့ Hollywood တို့ downtown LA တို့UCLA တို့မှာကျွန်တော်ကိုယ်တိုင်တွားရောက်ပြီးမှလည်းဒီ documentary တွေကိုအဓိကရိုက်ကူးယူပြီးမှကျွန်တော်တို့ဒီ awareness တွေကိုကျွန်တော်ဒီ online platform ပေါ့ Inlay Production Facebook ကနေကျွန်တော်အများကြီး awareness တွေကို sharing လုပ်ပါတယ်ယုံကြည်ချက်တစ်ခုတည်းနဲ့အသက်တွေကိုစတေးခဲ့သူတွေခံယူချက်တစ်ခုတည်းနဲ့လိပ်ပြလုံးခဲ့ကြသူတွေလူမဆုံးတော့တဲ့ထမင်းဝိုင်းလေးငါငေးချီကရဲ့ဒီတိုက်ပွဲငါတို့နိုင်ကိုနိုင်ရမယ်သွားပြီအတိုင်းမြုံတွေတစားစီအမေရဲ့သားတွေအဖေရဲ့သမီးတွေအိမ်ပြန်မလာတော့ပြီနိုင်ငံအတွက်လို့သူပြောသည်ငါမဖြေစရာစကားမရှိအလေးပြုပါတယ်သူရဲ့ကောင်းတို့ရဲ့တာဝန်ချေခဲ့ပြီယုံကြည်